ရှင်နိုင်စရာမရှိတဲ့ကိုယ်ဘဝကလေးကတိတ်တိမ်လို့ရဲ့ကျင်သူသာပန်းတပွင့်နှံဝင်တဲ့အချိန်တွေကိုလွမ်းဆွေးရင်ကုန်ဆုံးတော့မယ်ကိုလေးယူကြုံမရဖို့အချစ်ရဲ့တန်တရားမှာခဏတာလာဆုံးတွေ့လဲအချစ်ရဲ့ကိုဖြစ်ဒီမီယာဟာမင်းပဲမင်းကိုလေးလက်လို့မခံနိုင်ဘူးအချစ်ရဲ့ကံကြမ္မာကိုအဆိုးဆုံးကိုကြိုးတွေ့ထားပါတယ်တိတ်ချတဲ့ကိုစိတ်တွေ့ကြ